food vlogger တွေကအစားအသောက်တွေကိုတကယ်ပဲကိုယ်ဝန်စားပြတာလားပြီးတော့ food vlogger တူဖြစ်ဖို့ဘာတွေဆောင်ရရှောင်ရမလဲမင်္ဂလာပါ story channel ကနေပရိသတ်တွေကိုကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာအစားအသောက်ကို YouTube ခုံမင်လွန်းသူတွေပါနေကြပါသလားကဘာကြီးတည်မြဲနေတဲ့ကာလဒေတာတွေသာပြောင်းရင်ပြောင်းသွားပါမယ်အစားအသောက်နဲ့အလှပရေးရာတွေကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူးဆိုရိုးစကားတော့ရှိပါသေးတယ်စားဝင်နေရေးတဲ့စားဆိုတဲ့အရာကထိတ်ဆိုးမှရှိနေတာကြောင့်အစားအသောက်ဆိုတာဟာလူတစ်ယောက်အတွက်တော့အရာအလုံးထက်အရေးပါနေတယ်လို့ဆိုရင်လွန်မှန်မထင်ပါဘူးဒီအတွက်ကြောင့်ပဲခေတ်ကာလတွေတဖြည်းဖြည်းနဲ့ပြောင်းလဲလာတာနဲ့များနေရာဒေသအသီးသီးမှာ food vlogger များစွာပေါ်ပေါက်လာခဲ့ပြီးနီလန်ပေါင်းစုံနဲ့တူအစားအသောက်တွေကိုစားပြလာကြပါတယ်အရှိတောင်အာရှထဲမှာဆိုရင်ထိုင်းနိုင်ငံရဲ့ဖားတွေကိုစားပြတာတွေအသားစိမ်းတွေကိုအချိန်နဲ့တိုးစားလာတာတွေတော်တော်များပါတယ်တရုတ်နိုင်ငံကငါးဖမ်းသမားတွေကလည်းဘင်းလေးစားစုံကိုစားပြလာကြပါတယ်ဒါဆိုရင်တော့ပထမဆုံးမေးချင်တာက food vlogger ဘယ်နှမျိုးလောက်ရှိပါသလဲကျွန်တော်တို့လေ့လာမိသလောက်ကတော့ food vlogger ဟာ9မျိုးလောက်ရှိပါတယ်ပထမဆုံးတစ်မျိုးကတော့အစားအသောက်တွေမျိုးစုံရောင်းနေလမ်းတွေကိုတွားရောက်စားတော့ပြတဲ့ street food vlogger ပါနောက်တစ်မျိုးကတော့ mukbang လို့အမည်ရတဲ့တထိုင်နဲ့အစားအသောက်အများကြီးစားပြတာပါနောက်တစ်မျိုးကတော့အိမ်မှာပဲချက်ပြုတ်ပြီးစားပြတဲ့ home cooked vlogger ပါနောက်တစ်မျိုးကတော့ food challenge လို့ခေါ်တဲ့အစားအသောက်တွေကိုဘယ်နှမိနစ်နဲ့ပြီးစားပြတဲ့ vlogger နဲ့နောက်ဆုံးတစ်မျိုးကတော့စားသောက်ဆိုင်တွေကိုတွားရောက်က review ပေးတဲ့ vlogger ဆိုပြီး9မျိုးလောက်ရှိပါတယ်ဒီတော့ food vlogger တရားဟာအစားအသောက်တွေကိုတကယ်ပဲကိုယ်အောင်စားပြတာလားမေးစရာရှိပါတယ်ဒီနေရာမှာတော့နှစ်ပိုင်းကွဲပြားနိုင်ပြီးတော့နေရာစုံကိုသွားကအစားအသောက်တစ်မျိုးပြီးတစ်မျိုးစားပြတာတွေကတကယ်ပဲစားပြတယ်ဆိုတာသိတာထင်ရှားနိုင်ပြီးတော့အစားအသောက်တွေကိုကင်မရာရှေ့ချပြထားတဲ့ mukbang vlogger တွေကတကယ်ပဲကိုယ်အောင်စားတယ်ဆိုတာတန်တရားဝင်စရာကောင်းနေပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့စားတဲ့အစားအစာတွေမှာပြည့်အင်စရာတွေခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့အရာတွေနဲ့ကောင်းကျိုးထက်ဆိုးကျိုးပိုများနိုင်တဲ့အစားအစာတွေပါဝင်နေတာကြောင့်တချို့သော vlogger တွေက editing ဘက်ကိုကောင်းစွာအသုံးချကာသူတို့ရဲ့ဗီဒီယိုတွေကိုပရိသတ်တွေမသိအောင်လှည့်စားကြတာတွေရှိပါတယ်။ဒီအချက်တွေကိုတာမန်ပရိသတ်တွေကမသိတာပေမဲ့မီဒီယာပိုင်းတွေကိုထဲထဲဝင်ဝင်သိရှိတဲ့သူဆိုရင်တော့ဒီအချက်ကိုဟာခွက်တစ်ခွက်အနေနဲ့သိတာစေနေပါတယ်လေ့လာတွေ့ရှိကြရ food vlogger တွေဟာတကယ်စားတဲ့အခြေအနေနဲ့မစားတဲ့အခြေအနေဆိုပြီးနှစ်မျိုးရှိတာတွေ့ရပါတယ်တကယ်စားတဲ့အခြေအနေဆိုတာဟာကိုမစားဘူးတဲ့စားတောက်မျိုးတနည်းအားဖြင့်တော့နာမည်ကြီးတဲ့စားတောက်ဆိုင်ဒီဇိုင်းကိုတွားရောက်ကဒီစားတောက်ဟာဘလောက်ကောင်းနေဒီစားတောက်ဟာဘယ်လိုမျိုးစားလဲဆိုတာမိတ်ဆက်တဲ့ပုံစံမျိုးနဲ့လာရောက်စားကြည့်တင်ပါတယ်ဆိုပြီး review ပေးတဲ့ပုံစံမျိုးတွေကိုဆိုလိုချင်ပါတကယ်မစားတဲ့အခြေအနေဆိုတာကတော့ကြီးစုတဲ့ပရိသတ်တွေကိုကြည့်ကျင်တဲ့ပွဲဖြစ်အောင်အစားအသောက်ဖြစ်စင်တဲ့ပိုင်းတနည်းအားဖြင့်တော့မြန်မာပြည်ရဲ့ရှိုးတစ်ခုကပြောစကားအရဆိုရင်ပလေတင်ပိုင်းကိုလှပနေအောင်ပြင်ဆင်ထားပါတယ်ဒီအစားအသောက်တွေကိုအနေချင်းစားတော့ပြပြီးတော့ editing နဲ့ရုပ်တိရှိအောင်လုပ်ပြတဲ့ပုံစံမျိုးနဲ့တူဆောင်ရွက်တဲ့အခြေအနေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီနေရာမှာ food vlogger အချို့ရဲ့ဖော်ပြမှုကိုလေ့လာမိသလောက်ပြန်ပြီးတော့တင်ဆက်ပေးရမယ်ဆိုရင်သူတို့ဟာဒီ food vlogger အလုပ်ကိုလှုပ်ဆောင်တာဟာဘာကြိုးမြတ်မှမရှိဘဲနဲ့ပရိသတ်တွေအတွက်တင်ဆက်ပေးနေတာလားဒါမှမဟုတ်ကြည့်ရှုသူများပြားလာရင်ရရှိလာမယ့်အကျိုးမြတ်တွေကြောင့်ဒီအရာတွေကိုလှုပ်ဆောင်နေသလားဆိုတဲ့အချက်ကိုလည်းပရိသတ်တွေအနေနဲ့တွေးကြည့်တင်ပါတယ်အစားသောက်ဆိုတာလူနဲ့တဲ့တယ်ဆိုပေမဲ့တန်ဆေးလုံးပေးဆိုတဲ့စကားတိုင်းလိုအပ်တာပို့ပြီးတော့စားတောက်မိပြီဆိုရင်ကဏ္ဍကိုမှာဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေမလိုလားအပ်တဲ့ယောဂမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့် mukbang food vlogger အများစုဟာ vlog တွေကိုနေ့တိုင်းတင်ပေးလေးမရှိဘဲတစ်ပတ်ကိုတစ်ခါအလွန်ဆုံး2ခါလောက်ပဲတင်ဆက်ပေးလေးရှိပါတယ်။ဒါ့အပြင်သူတို့အနေနဲ့ဒီဗီဒီယိုကိုရိုက်တော့မယ်ဆိုရင်လေကြိုတင်လှုပ်ဆောင်ထားတဲ့အရာတွေလည်းရှိနေပြီးမြန်မာခေါ်ရအစာချီစေးကြိုးတောက်ထားတာတွေတနည်းအားဖြင့်တော့ခန္ဓာကိုယ်ကိုဘေးမဖြစ်စေဖို့စီးပညာရကြိုတင်ဆောင်ရွက်ထားတာတွေလည်းရှိနေပါတယ်။ဒီလိုဆောင်ရွက်မှသာဒီလုပ်ငန်းဆောင်တာတွေကိုအမြဲတစေလှုပ်ဆောင်နိုင်မှာဖြစ်ပြီးကိုလှုပ်ဆောင်တဲ့အရာဟာကိုတို့အခက်မတွေ့စီမှာဖြစ်ပါတယ်အထက်ပါကျောင်းရာတွေက food vlogger ရဲ့လှုပ်ဆောင်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပြီးတော့အခုတင်ဆက်ပေးမှာကတော့ food vlogger တွေဘယ်လိုမျိုးပေါ်ပေါက်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာပါ2005ခုနှစ်မှာ YouTube စတင်အသုံးပြုလာခဲ့ပြီးတဲ့နောက်မှာတော့တကမ္ဘာလုံးကလူတွေအနေနဲ့ကိုလှုပ်ချင်တဲ့အရာတွေကိုလှုပ်ဆောင်ကဗီဒီယိုတွေရိုက်ကူးတင်ဆက်လာခဲ့တယ်လို့နောက်ပိုင်းမှာတော့ TikTok တွေလည်းပေါ်လာခဲ့တဲ့အချိန်မှာ social media ကိုကောင်းကောင်းအသုံးပြုလာခဲ့ပါတယ်ဒါအပြင်ကင်မရာလိုဝယ်ဖဲနဲ့ဖုန်းတွေကနေတဆင့် 4K ဗီဒီယိုတွေတင်ဆက်လာနိုင်တာတွေ free app တွေကနေ edit လုပ်ဆောင်နိုင်တာတွေလည်း food vlogger တွေအတွက်အားသာချက်တစ်ခုဖြစ်လာပါတယ်နောက်ထပ် food vlogger တွေအချိန်တစ်ခုကြာကြာရက်တီလာနိုင်အောင်ဝင် saturation ဖြစ်စေမဲ့ကြောထောက်နောက်ခံသဘောမျိုး sponsor ရရှိလာတာတွေ YouTube monetization ရလာတာတွေကိုလည်းတွေ့မြင်လာရပါတယ်ဒါဆိုရင်တော့ food vlogger တို့နာမည်ရလာဖို့ဆိုရင်ဘာတွေလုပ်ဆောင်ဖို့လိုအပ်တယ်လဲ food vlogger တို့နာမည်ရလာဖို့ဆိုရင်အချက်3ချက်လိုအပ်တယ်လို့လေ့လာတွေ့ရှိချက်တွေသိရပါတယ်နံပါတ်1ကတော့ passion ဖြစ်ပြီးအစားအသောက်ကိုချစ်မြတ်လို့ရမယ်နံပါတ်2ကတော့ consistency ဖြစ်ပြီးဗီဒီယိုကိုအချိန်မီအောင်နဲ့အချိန်မှအောင်အဆက်နိုင်ရမယ်နံပါတ်3ကတော့ authenticity ဆိုတဲ့ကိုယ့်ရဲ့ဗီဒီယိုတွေကိုပရိသတ်တွေထံမှာယုံကြည်မှုရရှိစေဖို့ဆိုတဲ့အချက်ပါဒီအချက်တွေကိုအကောင်းဆုံးလုပ်ဆောင်နိုင်မှာသာ food vlogger တို့အနေနဲ့အချိန်တစ်ခုကြာအောင်ရည်တည်နိုင်မှာဖြစ်ပြီးလိုက်နာဆောင်ရွက်ခြင်းမရှိဘဲနဲ့ဖြစ်တယ်လို့လုပ်နေမယ်ဆိုရင်တော့အကုန်မရှိတဲ့ကြမ်းဗယံမတာဆိုသလိုမျိုးကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကလည်းထိရောက်မှုရှိနိုင်မှာမဟုတ်ပါဘူးဒါဆိုရင်တော့တဲ့အနေနဲ့ဒီအလုပ်ကိုဆက်မလုပ်တာကအကောင်းဆုံးပါပဲယနေ့ကပိုင်းနယ်ပယ်တီးတီးမှာအောင်မြင်နေကြသူတွေကကိုလှုပ်တဲ့အလုပ်ကိုအချိန်မှန်စွာစီစဉ်နေကြစွာနဲ့တန်ဖိုးထားဆောင်ရွက်နေကြတဲ့သူတွေပါဒီတော့ပရိသတ်တွေနေနဲ့လေကိုဖြစ်ချင်တဲ့အရာတစ်ခုကိုလှုပ်ဆောင်မယ်ဆိုရင်စီစဉ်နေကြစွာလှုပ်ဆောင်ဖို့အတွက်အကြံပေးလိုပါတယ်ကဲဒီတော့ပရိသတ်တွေနေနဲ့ဒီဗီဒီယိုကိုကြည့်ရှုပြီးပြီဆိုရင်တော့ food vlogger တူရဲ့ဆောင်ရွက်တာတွေ food vlogger ကောင်းတူဖြစ်လာဖို့အတွက်လိုအပ်တဲ့အရေးချင်းတွေဆောင်ရွက်ရှောင်ရည်တွေကိုသိရှိသွားမယ်လို့ယူဆပါတယ်
ကျွန်တော်ရဲ့ story channel ကနေနောက်လာမယ့်ဗီဒီယိုဒီမှာပရိသတ်တွေအတွက်ဘိုးတူတာရရှိစေမယ့်အကြောင်းအရာတွေနဲ့တူပရိသတ်ရှိမှကိုပြန်လည်ရောက်ရှိလာခဲ့ပါအောင်မယ်နောက်ဆုံးအနေနဲ့တခုလောက်မေးခဲ့ပါရစေတင်ရော food vlogger တူမဖြစ်ချင်ဘူးလား